မင်္ဂလာပါ Steven Channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့တော့ဘန်ကောက်ရောက်ရင်မင်္ဂလေးတိုင်းအသွားကျင်ဆုံးနေရာလေးတစ်ခုကိုလိုက်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်ကြည့်ရအောင်ဒီနေရာလေးကတော့သူချဆန်းပြတဲ့ဒီဇိုင်းနဲ့အိမ်တစ်ခုလုံးကိုရွှေရောင်လေးဖုံးအုပ်ထားပြီးတော့ခြေသားထားတယ်ဒီရော Go House ဖြစ်ပါတယ်ဒီ Dior Go House ကဆိုရှင်ကျွန်တော်တို့အစိမ်းအောင်လိုင်းဖြစ်တဲ့ Palongchis BTS Station ကနေ3မိနစ်ခန့်လမ်းလျှောက်လို့ရှိရင်ရောက်ရှိပါတယ်Dior Glass House ထဲမှာဆိုလို့ရှိရင်မိန်းကလေးသုံးဆောင်ပစ္စည်းတွေ lipstick တွေ makeup ပစ္စည်းတွေရှိမယ်နောက်ခါကျရင်တော့ရင်မွေးတွေရမယ်ပြီးတော့ရှင်လက်ကောက်တွေဆွဲတွေပြီးတော့ရှင်ဒီ Dior အိတ်တွေပေါ့နော်အိတ်ဒီဇိုင်းမျိုးစုံဖြစ်မြရတွေမယ်နာရည်တွေနောက်တစ်ခါဒီ luggage တွေတို့ကြောပုတ်အိတ်လေးတွေမျက်မှန်တွေဖနက်တွေအင်ဂျီတွေအများကြီးပေါ့နော်အဲ့ဒီမှာဝင်ကြည့်လို့ရပါတယ်Dior Go House မှာဆိုရင် Glass House နဲ့ Dior Cafe ဆိုပြီးတော့နှစ်ခုရှိပါတယ် Dior Cafe ကိုတွားပြီးတော့ထိုင်မယ်ဆိုလို့ရှိရင်လစဉ်1ရက်နေ့နဲ့15ရက်နေ့မှာ booking ယူပြီးမှတွားထိုင်လို့ရပါတယ်ဒီ Dior Cafe မှာဆိုလို့ရှိရင် Cake တည်းရဲ့ဈေးလုံးကတော့ဘတ်400လောက်ကနေဘတ်600ကျရှိပါတယ်။ကျောင်းရေခဲမုန့်တွေ coffee တွေလည်းရပါတယ်။အဲဒီမှာဒီ Dior logo ပါတဲ့ coffee ကတော့ latte နဲ့ cappuccino ဖြစ်ပါတယ်။ဒီအဲ့ဒီခုမှာတော့ Dior logo တွေပါတယ်ပေါ့နော်။တခြားမှာတော့ Dior logo မပါဘူး။ဘန်ကောက်ရောက်ပြီဆိုလို့ရှိရင် Dior Go House ကိုတစ်ခါတော့ဖြစ်အနည်းဆုံးတွားရောက်လေ့လာသင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။အားလုံးကိုကျေးဇူးများ